ကမ္ဘာဘောလုံးသမားရဲ့ဂိုးပြတ်ဆုံးပွဲစဉ်က149-0ဆိုတာတင်တည်ပြီးပြီလားပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျ Highlight မြန်မာ Sport ရဲ့ Facebook စာမျက်နှာနဲ့ YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေဘောလုံးလောကမှာဂိုးပြတ်တယ်ဆိုရင်9ဂိုး10ဂိုးအများဆုံးမှ10ဂိုးလောက်ကိုပဲပြည့်မြင်တတ်ကြတာပါဒါပေမဲ့2002ခုနှစ်မှာဖြစ်ပွားခဲ့တဲ့149-0ဆိုတဲ့ရလဒ်ကတော့ဘောလုံးသမိုင်းမှာဘယ်သူမှလိုက်မမီနိုင်တော့မဲ့စမ်းကြယ်လုံးနဲ့ Black Comedy ဖြစ်တဲ့ဆန်တစ်ခုဖြစ်နေပါတယ်ဒီဖြစ်ရက2002ခုနှစ်အောက်တိုဘာလ31ရက်နေ့မှာမာဒါဂတ်စကာနိုင်ငံရဲ့ထိပ်တန်းလိ THB Champion League ပွဲစဉ်တစ်ခုမှာဖြစ်ပွားသွားခဲ့တာပါထိပ်တိုက်တွေ့တဲ့အသင်းကတော့ AS Adima နဲ့ SOI Muni SOE တို့ဖြစ်ကြပါတယ်တကယ်တော့ဒီနှစ်သင်းလုံးကအညံစားအသင်းတွေမဟုတ်ကြပါဘူး SOE ဆိုရင်အဲ့ဒီချိန်မှာလက်ရှိချန်ပီယံအသင်းဖြစ်တယ်လို့ AS Adima ဆိုရင်လည်းဇယားတိကနေချန်ပီယံဆုကိုစိန်ခေါ်နေတဲ့အသင်းဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီပွဲစဉ်မတိုင်ခင်ပွဲစဉ်မှာ SOE အသင်းက DSA Antananarivo နဲ့ကစားခဲ့ပြီးတော့တူတူနဲ့တေးကြခဲ့တာပါအဲ့ပွဲမှာဒန်လူကြီးကနောက်ဆုံးမိနစ်မှာ SOE အသင်းပေါ်အငင်းပွားပွဲရာပနွေပေးခဲ့တာကြောင့် SOE တို့နိုင်ပွဲပျောက်ခဲ့ရတာပါအဲ့ဒီရလက်ကြောင့်ပဲ SOE အသင်းကချန်ပီယံဆုကိုလက်လွတ်လိုက်ရပြီးတော့ AS Adima အသင်းကသူတို့နဲ့မကစားသေးခင်မှာတင်ချန်ပီယံဖြစ်သွားခဲ့တာပါဒါက SOE အသင်းသားတွေနဲ့သူတို့ရဲ့နီးပြအတွက်ကတော့ဒေါသထွက်စရာအကောင်းဆုံးခြေအနေဖြစ်ခဲ့တာပါပွဲနေ့ကိုရောက်တဲ့အခါမှာတော့ SOE အသင်းရဲ့နီးပြ Rasiman Dressy ကဒန်လူကြီးရဲ့ဆုံးဖြတ်ချက်ကိုကန့်ကွက်တဲ့အနေနဲ့တကမ္ဘာလုံးကမှတ်မိသွားမယ့်နီလန်တစ်ခုကိုရွေးချယ်သွားခဲ့ပါတယ်ဒါတော့ကိုပြန်သွင်းဖို့ပါပဲပွဲစတင်တာနဲ့ SOE အသင်းသားတွေကဘောလုံးကိုရယူပြီးတော့သူတို့ရဲ့ဂိုးပေါက်ထဲကိုတန်းတန်းမတ်မတ်ကန်သွင်းကြပါတော့တယ်ဂိုးရရှိသွားတိုင်းမှာဘောလုံးကိုအလဲကပြန်စတယ်ပြီးတာနဲ့ကိုပြန်သွင်းတယ်ဒါဝဲပွဲကစားချိန်မိနစ်60လုံးထက်ကတလဲလှုပ်ဆောင်ခဲ့ကြတာပါပြိုင်မဲ့ AS Adima အသင်းသားတွေကဘာမှလုပ်စရာမလိုဘဲနဲ့ကွင်းထဲမှာရက်ကြည့်နေခဲ့ကြရပါတယ်ပရိသတ်တွေကတော့လက်မှတ်ဝယ်ပြီးတော့ပွဲကြည့်လာခဲ့ကြတာဆိုပေမဲ့ဘောလုံးပွဲမဟုတ်ဘဲနဲ့ကိုသွင်းနှန်းကစားပွဲကိုကြည့်လိုက်ရလို့လက်မှတ်ဖို့ပြန်တောင်းတဲ့ရုံးရင်းဆန်ခတ်ဖြစ်ခဲ့ကြတာပါ149-0ဆိုတဲ့ရလဒ်ကဘောလုံးလောကရဲ့အဆိုးအဆုံးကန့်ကွက်မှုတစ်ခုဖြစ်တမိုင်းမှာကျန်ရည်နေခဲ့ပါတယ်SOE အသင်းကသူတို့ခံစားရတဲ့မတရားမှုကိုကဘာတိအောင်လုပ်နိုင်ခဲ့ပေမဲ့သူတို့ရဲ့ကစားမဘွားတွေနဲ့အသင်းရဲ့ဂုဏ်သိက္ခာကိုတော့အကြီးကျယ်ရင်းနှီးလိုက်ရကြောင်းပါခင်ဗျာ